မြမယူရအစားအစာတစ်ခုဖြစ်တဲ့ထမင်းလေးကိုအိမ်အလွယ်15မိနစ်နိုင်ဝက်အတွင်းကိုအမြန်ထိုးစားကြည့်ရအောင်နော်လိုအပ်တဲ့ပစ္စည်းတွေကလေကောင်းချင်းဆန်နှစ်ဘူးရယ်နှမ်းကိုအဖြူအမဲပေါ့နော်မိမိစိတ်ကြိုက်ထည့်ပါအုံသီးလိုတယ်မြေပဲဆန်လေးလိုတယ်ချင်းရဲ့ကြက်သွန်ပြူလေးရဲ့အနံ့အတွက်လိုအပ်ပါတယ်ဒီနိုင်ငံနှမ်းနေရလေလှော်ပြီးသားမဟုတ်ဘူးအားအကြောင်းမလို့ဟိမှာလေအဲ့ဒါကိုပတ်တာကိုအိမ်မှာပေါ့နော်အိုးပူထဲမှာထည့်ပြီးပြန်လှော်လိုက်ပါတယ်အဖြူနဲ့အမဲကိုပေါ့နော်မှုေးလာတဲ့အထိလှော်လိုက်ပါတယ်ပြီးတော့ပြန်ခတ်ပြီးတော့ဆယ်ယူထားလိုက်ပါတယ်ဒီမှာလှော်တာနည်းနည်းတော့များသွားတယ်နန်းကလေဒီမှာတိန်းထားလိုက်တယ်ပြန်ပြီးတော့စီပူထဲမှာလေအဲ့ဒီဂျင်းလေးလက်တစ်စစ်လောက်ကိုနည်းနည်းပပလီးတာပေါ့နော်မထူမပါလေးပေါ့အဲ့ဒါလေးကိုထည့်ကြော်တယ်အဲ့ဒီစီတောက်တစ်လျှောက်လုံးကအဲ့ဂျင်းကြော်ထားတဲ့စီကလေအရန်အနက်ကောအရသာကိုစားလို့ကောင်းတာပေါ့နော်ထမင်းနဲ့အသက်လို့တောင်ပြောလို့ရတာပေါ့နော်ကြော်ပြီးသွားရင်မှပြန်ဆယ်လိုက်တယ်တူးမှဆိုလို့ပါပြီးသွားရင်ကြက်သွန်ပြူလဲအဲ့လိုပဲပေါ့နော်ထည့်ပြီးကြော်တယ်ပြန်ဆယ်ထားလိုက်တယ်နောက်ပြီးကြမှာပြန်ရောမှာပေါ့နော်ဂျင်းနဲ့ကြက်သွန်ပြူကြော်ပြီးသွားလို့ရှိရင်အဲ့ဒီစီထဲမှာလေဟေမာညရုံနဲ့အုံသီးကိုတီးချလေအတုံးလေးတွေစားကျင်တဲ့အနေအထားလေးရအောင်ခုတ်ထားတာပေါ့နော်ဒါလက်လက်ဆက်ဆက်အုံသီးပါဟို ready made မဟုတ်ဘူးပေါ့နော်တချို့နိုင်ငံတွေမှာ ready made လေးလည်းလာပါတယ်အဲ့ဒါလည်းအလွယ်တကူသုံးလို့ရပါတယ်ဒီမှာနှစ်ခုပေါ့အုံသီးချစ်ထားရတယ်ဒီတိုင်းထမင်းစားချိန်ကြမှာပြန်ဖြူးချင်လို့အဲ့လိုချစ်ထားတာလည်းထားသလိုဒီလိုအုံသီးလေးလည်းကြော်ပြီးတော့လည်းထည့်တာပေါ့နော်နှစ်မျိုးလုံးထည့်ပါတယ်အဲ့အုံသီးကြော်လေးကလေဘယ်လိုစားကောက်မှမသိဘူးเนาะချိုလေးနဲ့လေအဲ့လိုကိုက်ရတာလေးသဘောကျတာပေါ့နော်အဲ့အုံသီးလေးရင်ကြော်နေပါပြီအုံသီးကြော်တာတအားအောင်မှမှုေးနေပါပြီရှင်အုံသီးကြော်လေးလည်းထုံးစံတိုင်းပဲပြန်ဆယ်လိုက်မယ်ပေါ့နော်ပြီးကြတော့လေမြန်ပြီးကြံလို့ရှိရင်ဒီလားကောင်းချင်းဆန်ကိုလေအခုလိုထမင်းပေါင်းအိုးလေးနဲ့အရင်ရေလေးနည်းနည်းပို့ထည့်ပြီးချက်ထားလိုက်အဲ့ဒါဆိုရင်ကောင်းချင်းဆန်လေးကပျော့ပျော့လေးနဲ့ထိုးတဲ့အချိန်ကျတော့အရင်မြန်တယ်ပေါ့နော်ဒီကောင်းချင်းဆန်အစင်းကိုထည့်ပြီးထိုးမယ်ဆိုလို့ရှိရင်လေအချိန်ကြာကြီးပေးရတာပေါ့နော်ခလေးပေါ်တော့ဆိုရင်ရက်ွက်ထဲမှာဦးလေးတွေအားလုံးဝိုင်းပြီးထိုးကြတာပျော်စရာကြီးပေါ့နော်အဲ့လိုလူများရင်တော့ပျော်စရာကြီးပေါ့တယောက်တည်းလောက်ရတာကြတော့ပျော်ဖို့မကောင်းလက်အံသေးတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးထမင်းပေါင်းအိုးလေးနဲ့ချက်ထားပြီးတော့မှပြန်ထည့်ထိုးခြင်းအဖြစ်15မိနစ်ညာရီဝက်အတွင်းကိုပြီးတာပေါ့နော်ပြီးတော့ဟိမှာတကြားလေးမောက်လေး2စွန်းလောက်ထည့်တယ်ပြီးရင်စားလေးအနေငယ်ထည့်တယ်ဒါလေးပဲဟိမှာထည့်ခဲ့ပါတယ်ကြက်သားမုတ်တွေပါကြိုက်တဲ့လူလည်းထည့်ရင်ထည့်ပေါ့နော်ဟိမှာတော့မသုံးတော့ပါဘူးရှင်တကြားမှလည်းအချိုရက်ရတယ်ဆိုတော့လေပြီးတော့ရေလေးအနေငယ်ထည့်ပါတယ်ရေကိုအဲ့လိုမျိုးလေးအနားမှာယူထားလိုက်တယ်ထိုးရင်းနဲ့ကတ်လာပြီဆိုရင်လည်းရေနည်းနည်းပြန်ထည့်လိုက်တယ်ထိုးလိုက်တယ်ပေါ့နော်အဲ့လိုစစ်ရှည်လက်ရှည်လေးပေါ့နော်အဲရောင်းမထိတ်လေးနဲ့အဲ့လိုပဲထိုးပြီးတော့ခြေပေးတာပေါ့နော်အဲ့လိုပဲလုံရင်းနဲ့အဲ့လိုစီစီလေးဖြစ်လာတာပေါ့နော်အရင်မကြပါဘူးရှင်ဘာလို့လဲဆိုတော့ထမင်းကပြဲပြဲလေးချက်ထားပြီးသားဖြစ်နေတော့လေအဲ့ဒါကြောင့်မလို့ထိုးရတာအရင်ကမှလွယ်ကူပါတယ်အမှန်ဆိုယောက်ျားလေးအားနဲ့ထိုးရင်တော့ပိုကောင်းတာပေါ့နော်ဟိမလိုမင်းကလေးတယောက်ကတော့မှလွယ်ကူထိုးနိုင်တယ်ဆိုတာဒီအလွယ်နည်းလေးသုံးလို့ပါရှင်အခုဆိုထိုးရင်းနဲ့ဒီအနေလေးရောက်လာပြီပေါ့နော်ဒီရောင်းမလေးနဲ့တစ်ချက်ခတ်လိုက်တာနဲ့အတုံးလိုက်လေးအပြုံလိုက်လေးပါလာတာပေါ့နော်စီစီကက်ကက်လေးပေါ့ဒီလိုချိန်မှာထပ်ပြီးတော့ပျော့လေးစားခြင်းတယ်ဆိုရေလေးနည်းနည်းထည့်လိုက်ပြန်ထိုးလိုက်ရတာပေါ့ဟိမတို့တစ်ချိန်လောက်ပဲရေထည့်ခဲ့ပါတယ်ဒီနည်းနည်းမလေးကြိုက်တယ်ဆိုတော့ရေသိမ့်မထည့်နဲ့ပေါ့နော်ဒီစိတ်ရှည်လက်ရှည်စီနဲ့ပဲဤတဲ့အထီကိုထိုးပေါ့နော်ရေထည့်တာကြတော့မြန်တာပေါ့နော်ဟိမှာနည်းနည်းလေးထည့်လိုက်တယ်ထည့်ပြီးတော့လို့ရှင်လဲအဲ့လိုပေါ့နော်အဲ့ရေလေးအငွေ့ပြန်ပြီးကုံသွားတဲ့အထီပေါ့နော်မီးအလက်လေးနဲ့စိတ်ရှည်လက်ရှည်လေးအဲ့လိုထိုးပြီးပါတယ်အခုဆိုစောကြော်ရတဲ့လှော်ရတဲ့နှမ်းအဖြူနဲ့အမဲလေးကိုထည့်ချလိုက်ပါတယ်ပြီးရင်တစ်ခုထည့်ပြီးတိုင်းပြန်မှွေမယ်ပေါ့နော်တစ်ခုထည့်လိုက်ပြန်မှွေလိုက်အဲ့လိုလုပ်ပြီးပါကြော်ပြီးသားဂျင်းနဲ့ကြက်သွန်ပြူလေးထည့်ချလိုက်ပါတယ်တစ်ခုထည့်ပြီးတိုင်းပြန်မှွေပေးပါနော်အုံသီးကြောက်ကြော်လေးတွေထည့်ချလိုက်ပါတယ်အုံသီးကြောက်ကြော်လေးလည်းနှိုက်စားရတာပေါ့နော်တအားအောင်မှမှွေးနေရောပဲအဲ့ဒါလေးလည်းတစ်ခုထည့်ပြီးတိုင်းတစ်ခါနှံ့ဆက်အောင်လို့ပြန်မှွေပေးပါနော်ဟိမှာလေးချစ်ထားတဲ့ဟိုအုံသီးလက်ဆက်လေးပါရောပြီးတော့မှွေးအောင်လို့ထည့်လိုက်ပါတယ်အုံသီးရမ်းကြိုက်ပါတယ်အားကြောင့်မို့လို့အဲ့ဒါထည့်ပြီးသွားရင်လည်းပြန်မှွေပါနော်ဒါဆိုရင်နောက်ဆုံးမှာနှမ်းလေးကိုထည့်ချလိုက်ပါတယ်မြေပဲဆန်လေးပါထည့်ချလိုက်ပါတယ်အကောင်လုံးထည့်စရာတွေအကုန်ပြီးသွားပြီဆိုတော့တေချာတမအောင်မှွေပြီးသွားလို့ရှိရင်အနံ့အရသာနဲ့ပြည့်စုံတဲ့ထမင်းလေးကိုသုံးဆောင်နိုင်ပါပြီရှင်မိတ်ဆွေတို့ဒီနေ့ညဒီနေ့ထိုးတဲ့နေ့မှာစားတော့လို့မျိုးနောက်တနေ့မနက်အထိလဲစီလေးပါပြီးအီလေးလှုပ်ထားတာဖြစ်တဲ့အတွက်မတိုးရပါဘူးရှင်အပြင်မှာပဲအုပ်ထားရေကတစ်တာထဲမှာပဲထားပါတော့နော်ဒီမှာဆိုရေကတစ်တာထဲထားလိုက်တယ်ပြင်စားကနေကြာရင်15မိနစ်လောက်အလိုအေးရောအောင်ဆိုအပြင်ပြန်ထုတ်ထားလိုက်တယ်အေးရောသွားပြီဆိုတဲ့အချိန်ကျမှကော်ဖီလေးနဲ့မနက်ခင်းကိုတောက်လေးရှိပါတယ်
ကဲထမင်းပူပူလေးရပြီဆိုတော့ဘန်းတစ်ခုထဲမှာစီတုပ်လိုက်ပါတယ်မကတ်အောင်လို့ပါစီထည့်ပြီးသွားလို့စီတုပ်ပြီးသွားလို့ရှိရင်ထမင်းလေးတွေကိုထည့်ချလိုက်ပါတယ်ဘန်းလေးတွေထည့်ပြီးအေးခန့်တာပေါ့နော်ဒီမှာမြေပဲသုံးတာနည်းနည်းများသွားတာပေါ့နော်လှော်ရတာနှမျိုးတဲ့အတွက်အကုန်လုံးသုံးလိုက်တယ်ဒါပေမဲ့ဒီမှာမြေပဲလေးကြိုက်တယ်ကယ်လိုရီတက်တဲ့ဟာတွေအကုန်ကြိုက်ပါတယ်အုံသီးတွေမြေပဲတွေပေါ့နော်ဒီထမင်းလေးရာလေးမြန်မာပြည်မှာဆိုတပူရဲလာမှာဆိုရင်အိန္ဒိနာချင်းတွေပေါ့နော်မြမရွရချစ်စရာတတိလေးတစ်ခုဖြစ်ပါတယ်အိန္ဒိနာချင်းတွေဘုန်းကြီးကျောင်းအလူလုပ်တဲ့အခါတွေအိမ်တွေကိုလာပေးလို့ရှိတာပေါ့နော်ရက်ကွက်ထဲမှာဆိုတပူရဲလာဆိုအမြဲတမ်းအကျွတ်အိတ်လေးနေပေါ့နော်လာပေးကြတာပေါ့နော်အဲ့ဒါလေးတတိရတာပေါ့နော်မစားတာလည်းတော်တော်ကြာပြီပေါ့နော်အဲ့ဒါလွမ်းဆိုအောင်မေတတိရတဲ့အတွက်အခုဒီရောက်တဲ့အချိန်မှာလဲကွက်ကိုလှုပ်ကြည့်ရတာပေါ့နော်ကွက်ကိုလှုပ်စားရင်းနဲ့အရင်ကြိုက်လို့နီလန်းကောင်းလေးကိုပြန်လဲမျှဝေပေးခြင်းဖြစ်ပါရဲ့ရှင်အုံဒီလေးဖြူလိုက်ပါတယ်အရန်ဟိုမှာဆက်ကောင်းအရသာရှိပါရဲ့ရှင်ဒီမှာဒါထမင်းထုတ်ပြီး3ရက်လောက်စားမှာပေါ့နော်ကဲကြည့်ရှုပေးတဲ့အရောက်စီတိုင်းကျေးဇူးထူးတင်ပါတယ်တာရတဲ့ညီလေးဖြစ်ကြပါစေရှင်ဒါလေးကအနီးကပ်လေးတရေရအောင်ရိုက်ပြခြင်းဖြစ်ပါရဲ့နော်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်တတာဘိုင်ဘိုင်